I got all the glass out. Everything you'll need to change the dressings right next to your intelligence. To sleep. Stop. Why am I here? To fall in love. But now I need you to listen very carefully. Don't try to escape. You will really disappoint me. You're with Casanova. Washington DC မှာတော့ Alex Cross လို့အမည်ရတဲ့မှုခင်းစစ်ပညာရှင်တယောက်ဟာစာသင်ခန်းထဲမှာစာသင်ပြနေစဉ်အတွင်းသူ့ရဲ့ပေချာမိလာခဲ့ပါတယ်။အဲ့ဒီခေါ်ဆိုမှုကသူ့ကိုစင်ကြေဖုံးရက်ကွက်ကတိတ်ဆိတ်တဲ့လမ်းတစ်ခုစီခေါ်ဆောင်သွားခဲ့ပြီးအဲ့ဒီနေရာမှာတော့ uniform ဝတ်ရဲရရှိတွေဟာအမျိုးသမီးတယောက်ကိုအဆောက်အုံပေါ်ကနေဆင်းလာအောင်ပြောဆိုဖြောင်းဖြတ်ပေးဖို့သူတို့ယုံကြည်ရတဲ့လူတယောက်ကိုအိမ်ပြင်ဘက်ကနေစောင့်ဆိုင်းနေကြပါတယ်။အိမ်ထဲမှာတော့ Diane Coffee လို့အမည်ရတဲ့ဇနီးတီဟာအသက်မဲ့ပြီးလဲကျနေတဲ့သူမရဲ့ခင်မုန်းဖြစ်သူရုပ်လောင်းတဲ့အတူအပေါ်ထက်အိတ်ခမ်းထဲမှာတကားပိတ်အောင်နေခဲ့တာပါအခင်းဖြစ်ပွားရာနေရာကစုံထောက်က Alex ကိုသူတို့တည်ထားတဲ့အကြောင်းအရာတွေကိုတိုးတိုးလေးပြောပြပါတယ်ခင်မုန်းဖြစ်သူဟာသူမကိုနှစ်ပေါင်းများစွာကြာအောင်လက်နဲ့နှိပ်စက်ခဲ့တာဖြစ်ပြီးဒီညမှာတော့သူမကပြန်လဲပစ်ခတ်ခဲ့တာဖြစ်ပါတယ်Alex ဟာအပေါ်ထက်ကိုတယောက်တည်းတက်သွားခဲ့ပါတယ်။သူအိတ်ခမ်းတကားကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးလက်နှစ်ဖက်ကိုအပေါ်မြောက်ထားရင်းဒိုင်ယာနီဟာပစ္စတိုတနက်ပြောင်းဝါကိုသူမရဲ့ပါးစပ်ထဲထည့်ပြီးခုတင်နားမှာထိုင်နေတာကိုတွေ့လိုက်ရပါတယ်။သူဟာစိတ်တန်ရာရနေတဲ့လူတွေကိုပြောဆိုလေးရှိတဲ့အတိုင်းနူးညံ့တင်ငွေ့စွာနဲ့ဖြည်းဖြည်းချင်းပြောဆိုခဲ့ပြီးနုနယ်တဲ့အရာတစ်ခုကိုကင်တွယ်ဖြည့်ရှင်းနေတယ်လို့မျိုးလှုပ်ဆောင်ခဲ့ပါတယ်။သူတို့စကားပြောဆိုနိုင်ဖို့အတွက်တနက်ပြောင်းဝါကိုပါးစပ်ထဲကနေနားထင်စီကိုရွှေ့ပေးဖို့သူကတောင်းဆိုခဲ့ပါတယ်အကယ်၍သူမရဲ့တန်ရာတွေကိုမှတ်တမ်းတင်ထားနိုင်ရင်တင့်တော်တဲ့ရှိနေတွေကသူမအတွက်တိုက်ပွဲဝင်ပေးလိမ့်မယ်လို့သူကကတိပေးခဲ့ပါတယ်သူမဟာလှုပ်တဲ့လှုပ်ထိုက်တာကိုလုပ်ခဲ့တာပဲလို့လည်းသူကပြောပြခဲ့ပါတယ်ဒိုင်ယာနီဟာလက်နက်ကိုအောက်ချလိုက်ပြီး Alex တန်တနက်ကိုလွှဲပြောင်းပေးလိုက်တဲ့အချိန်မှာတော့တခန်းလုံးမှာရှိတဲ့သူတွေတပ်ပြင်းချနိုင်ခဲ့ကြပါတယ်ဒါပေမဲ့ဒီအချိန်ကကြာရှည်မခံခဲ့ပါဘူး Alex ဟာသူ့ရဲ့ညီမဖြစ်သူ AC ကိုတိုက်ရိုက်မောင်းနှင်သွားခဲ့ပြီးအဲ့ဒီနေရာမှာတော့သူ့ရဲ့တငယ်ချင်းစုံထောက် John Sanson ကသူ့ကိုစိတ်မကောင်းစရာသတင်းတစ်ခုပြောပြခဲ့ပါတယ်မြောက်ကာရိုလိုင်းနားပြည်နယ် Durham မြို့ကတက္ကသိုလ်တစ်ခုမှာသူ့ရဲ့တူမဖြစ်သူ Naomi Cross ပျောက်ဆုံးသွားခဲ့တဲ့အကြောင်းပါပဲ Naomi ရဲ့မိခင်ဖြစ်သူမေဟာစိတ်ကိုမနှဲထိန်ထားရတဲ့အခြေအနေဖြစ်ပြီး Alex ကသူမကိုတွားရောက်အနားယူခိုင်းပြီးနောက် John Sanson ဘက်ကိုလှည့်ကာဆုံးဖြတ်ချအချပြီးသားလူတစ်ယောက်ရဲ့မျက်နှာထားမျိုးနဲ့ကြည့်လိုက်ပါတယ်သူဒါရန်မျိုးကိုသွားတော့မှာပါဂျွန်ဆန်ဆင်ကဒါဟာသူ့ရဲ့စီရင်ပိုင်ခွင့်နေမဟုတ်ကြောင်းနဲ့အဲ့ဒီနေရာမှာသူ့မှာဘာလို့ပိုင်ခွင့်အာဏာမှမရှိကြောင်းတတိပေးခဲ့ပါတယ်အဲလက်စ်ကတော့ဘီယူမဆိုင်ခဲ့ပါဘူးမိသားစုကိစ္စမှာခွင့်ပြုချက်တောင်းခံနေဖို့မလိုပါဘူးကျွန်တော်သွားရတော့မယ်မြို့ပြနဲ့ဝေးကွာလာတဲ့တောအုပ်တစ်ခုရဲ့တနေရာမှာတော့ကွဲပြားခြားနားတဲ့မြင်ကွင်းတစ်ခုဖြစ်ပေါ်နေပါတယ်မီဂန်မာဖီလို့အမည်ရတဲ့အမျိုးသမီးငယ်တစ်ယောက်ဟာလက်ကောက်ဝတ်တွေကိုချီနှောင်ချင်းခံထားရပြီးမျက်ရည်တွေစီးကြလျက်တစ်ပင်တွေကြားထဲမှာရိမ့်ရိုင်စွာလမ်းလျှောက်နေကြတာပါအမျိုးသားတစ်ယောက်ကတော့မျက်နှာကိုဖုံးကွယ်ထားပြီးအေးဆက်တဲ့အတန်နဲ့သူမရဲ့အနောက်ကနေတိတ်ဆိတ်စွာလိုက်ပါလာပါတယ်သူမအနေနဲ့သူ့ကိုချစ်တယ်လို့ပြောဖို့သူကခိုင်းစေခဲ့ပါတယ်တုံရင်နေတဲ့ထွက်သက်ဝင်သက်တွေကြားကနေသူမကအဲ့ဒီစကားကိုတိုးတိုးလေးပြောဆိုခဲ့ပါတယ်ဒီစကားလုံးတွေဟာသူမအသက်ရှင်တန်နိုင်ဖို့အတွက်တခုတည်းသောအခွင့်အရေးဆိုတာသူမသိနေလို့ပါထိုမျိုးသားကတော့ဘာခံစားချက်မှမရှိခဲ့ပါဘူးမင်းငါကိုချစ်တယ်လို့ပြောစမ်းကျမရှင်ကိုချစ်ပါတယ်မင်းပြောတာကိုငါမယုံဘူးကျမရှင်ကိုချစ်ပါတယ်တေချာတာပေါ့မင်းချစ်မှာပါAlex ဟာတာရန်ရဲ့စခန်းကိုရောက်ရှိတဲ့အခါရဲမှုကြီးဟက်ဖီနဲ့တွေ့ဆုံခွင့်တောင်းခဲ့ပေမဲ့စောင့်ဆိုင်ဖို့သာပြောကြားခြင်းခံခဲ့ရပါတယ်။သူဟာစိတ်ရှည်လက်ရှည်ထိုင်ဆောင်နေရင်ရဲစခန်းအတွင်းလှုပ်ရှားရုံးကန်နေမှုတွေကိုစောင့်ကြည့်နေခဲ့ပြီးမြည်တိတာမှန်လို့မဆိုစိတ်ရှည်မှုကုံဆုံးနိုင်လောက်တဲ့အချိန်ပြီးမှတော့ဖိတ်ခေါ်ခြင်းမရှိဘဲဟက်ဖီရဲ့ရုံးကန်ထဲကိုတိုက်ရိုက်ဝင်ရောက်သွားခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့နေရန်ပေါ်မှာချိတ်ဆွဲထားတဲ့အမျိုးသမီးငယ်တွေရဲ့တပ်ပုံတွေကိုတွေ့လိုက်ရပါတယ်မျက်နှာတစ်ခုချင်းစီရဲ့အနောက်မှာပျောက်ဆုံးနေသည်ဆိုတဲ့စာသားကိုရိုက်နေထားတာပါသူဒါကိုတေချာမလေ့လာနိုင်ခင်မှာပဲစုံထောင်းနှစ်ယောက်ဖြစ်တဲ့ Nick Raskin နဲ့ Dave Sykes တို့ဝင်ရောက်လာခဲ့ပါတယ်သူတို့ကနှောင့်နှေးကြံ့ကြာသွားမှုအတွက်တောင်းပန်ခဲ့ပြီးလူတက်မှုအခင်းဖြစ်ပွားရနေရာကိုတွားရောက်ဖို့ရှိကြောင်းပေါ့ပေါ့ပပပြောဆိုခဲ့ပါတယ်သူတို့ကသူ့ကိုပါအတူတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ခဲ့ပါတယ်ကျွန်တော်ဒီမှာတကယ်ပဲအလုပ်ရှုပ်နေတာပါသူတို့စီမှာလူတက်မှုတစ်ခုဖြစ်ပွားခဲ့ပြီးဒါကတော့ကျွန်တော်တည်ထားသမျှအရာအားလုံးပါပဲအခုအဲ့ဒီနေရာကိုတွားတော့မှဖြစ်လို့ခင်ဗျားဆန္ဒရှိရင်ကျွန်တော်တို့နဲ့တူလိုက်ပါနိုင်ပါတယ်ကားပေါ်မှာတော့ Alex ကနေရန်ဘော်ကအမျိုးသမီးတွေအကြောင်းမေးမြန်းခဲ့ပါတယ်။နှစ်ယောက်ကတော့တောအုပ်ထဲမှာအလောင်းဖြစ်တွေ့ရှိခဲ့ပြီးပြီလို့သူတို့ကရှင်းပြကြပါတယ်။အခုတတိယမြောက်တစ်ယောက်ကိုထပ်မံတွေ့ရှိရပြီလို့သူတို့ယူဆကြောင်းပြောပြပါတယ်။ရဲကားဟာတောအုပ်ရဲ့အဆက်မှာရက်တက်လိုက်တဲ့အခါမြေပြင်ပေါ်ကတင်းငယ်တဲ့ရုပ်လောင်းကိုအဖြူရောင်ပိတ်စနဲ့ဖုံးအုပ်ထားတာကိုတွေ့ရပါတယ်။ Happy ကအဲ့ဒီနေရာမှာသူတို့နဲ့ဆုံတွေ့ခဲ့တယ်လို့ Alex ရဲ့လုပ်ဖော်ကိုင်ပတ်ဟောင်းဖြစ်သူ Federal စုံစမ်းစစ်ဆေးရေးဗျူရိုကကိုင်ရဲခရက်လည်းရှိနေခဲ့ပါတယ်။ကိုင်ရဲကသူ့ကိုတီးတန့်ခေါ်ထုတ်သွားပြီးသူတို့တည်ထားတဲ့အချက်လက်တွေကိုပြောပြပါတယ်။လူသက်သမားဟာအမျိုးသမီးတွေကိုပြန်ပေးဆွဲပြီးမတိရတဲ့တနေရာမှာပိတ်လောင်ထားကစီကံဖောက်ဖျက်တဲ့သူတွေကိုတော့တစ်ပင်တွေမှာချီနှောင်ပြီးအသေးခံဖို့ပစ်ထားခဲ့လိမ့်ရှိတာဖြစ်ပါတယ်။ပိတ်စအောက်ကမင်းကလေးကတော့မိဂန်မာပြီးဖြစ်ပါတယ်။သူမဟာနေအိုမီမဟုတ်သေးပါဘူး။အခုထိတော့မဟုတ်သေးပါဘူး။သူဟာဒီကစားပွဲကိုတကယ်ပဲစနစ်တကျလေ့လာထားတဲ့သူဖြစ်ပြီးကစားရတာကိုသဘောကျတဲ့သူပါမြို့ရဲ့တစ်ဖက်ချမ်းကဆေးရုံရဲ့ခွဲစိတ်ခန်းထဲမှာတော့အိတ်မတီယန်နန်လို့အမည်ရတဲ့ဆရာဝန်မတစ်ယောက်ဟာဆိုင်ကယ်မောက်လို့ဒဏ်ရာရရှိခဲ့တဲ့အမျိုးသမီးငယ်တစ်ယောက်ကိုအရေးပေါ်ခွဲစိတ်ကူတာမှုပြီးဆုံးအောင်လုပ်ဆောင်နေပါတယ်ကိတ်ဟာထက်မြက်ပြီးတည်ငြိမ်သူဖြစ်ကအရေးပေါ်လူနာခန်းထဲဝင်ရောက်လာတာနဲ့ချက်ချင်းအတည်ငြိမ်ဆုံးလူဖြစ်သွားတတ်တဲ့အမျိုးသမီးမျိုးဖြစ်ပါတယ်သူမရဲ့တာဝန်ချိန်ပြီးဆုံးတဲ့အခါလက်ဝဲယုံကိုတွားရောက်ပြီးလက်ပတ်တွေကိုပတ်ကနှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့သူတစ်ယောက်ရဲ့တိကျမှုမျိုးနဲ့တဲ့အိတ်ကိုစနစ်တကျထိုးတက်လေ့ကျင့်ခဲ့ပါတယ်အခုချိန်မှာသူမကိုစောင့်ကြည့်နေတဲ့သူတယောက်အနေနဲ့ဒီမျိုးသမီးဟာသူမရဲ့တာမန်ညက်နေခြင်းတစ်ခုဟာမကြခင်မှာလုံးဝပြောင်းလဲသွားတော့မယ်ဆိုတာကိုသိရှိနေမလားဆိုတာတွေးတောမိနိုင်ပါတယ်ကျွန်တော်လက်ဖြောင့်ချက်ကိုမြင်ကျင်တယ်အဲ့ဒီနေရာကိုပြစ်သွင်းလိုက်စမ်းအဲ့ဒါပဲကောင်းတယ်ရရဲ့လားအီတန်မင်းဘာလုပ်နေတာလဲရဲစခန်းကိုပြန်ရောက်တဲ့အခါ Alex ဟာနေရန်ကပုတ်ပြားကိုစိုက်ကြည့်ရင်တရားခံရဲ့ပုံစံကိုစတင်ပုံဖော်ခဲ့ပါတယ်ဒီမျိုးသမီးတွေဟာကြာပန်းရွေးချယ်ခံရတာမဟုတ်ပါဘူးသူတို့အားလုံးဟာပါရမီရှိသူတွေရီမန်းချက်ကြီးမားသူတွေနဲ့အရှုံးမပေးတဲ့သူတွေဖြစ်ကြပါတယ် Alex ကသူတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့သူဟာလူသက်သမားတစ်ယောက်မဟုတ်ပဲပစ္စည်းစုဆောင်းသူတစ်ယောက်ဖြစ်တယ်လို့အခန်းထဲကလူတွေကိုပြောပြခဲ့ပါတယ်လူသက်မှုတွေဟာပြစ်ဒဏ်ပေးခြင်းသာဖြစ်ပါတယ်အရှုံးမပေးပဲအညံမခံတဲ့သူတွေကိုစီရင်ချက်ချတာဖြစ်ပါတယ်စုံထောက်တွေကနားထောင်နေကြပေမဲ့ Alex တယောက်သာရင်းရဲ့နောက်ွယ်ကအတိတ်ပဲကိုသဘောပေါက်နားလည်ခဲ့တာပါတနည်းအားမှာတော့တခြားသူတွေဟာအသက်ရှင်လျက်ရှိနေပါသေးတယ်ယုံကြည်မှုဆိုတာတကယ်ပဲစိတ်ပြတ်ဖို့ကောင်းပါတယ်
အဲ့ဒီညသူမရဲ့တိတ်ဆိတ်တဲ့အင်္ဂလိပ်ထဲမှာကိတ်အိပ်ပျော်နေစဉ်အတွင်းရုတ်တရက်လျှက်စစ်မီပြတ်တောက်သွားခဲ့ပါတယ်တက်တက်ကြားရတဲ့အတန်တစ်ခုကြောင့်သူမနိုးလာခဲ့ပါတယ်သူမဟာခြေပလာနဲ့ထားကအတန်ကိုနားဆွရင်တခန်းပြီးတခန်းဖြည်းဖြည်းချင်းရှောက်တန်းကြည့်ရှုခဲ့ပါတယ်အဲ့ဒီနောက်အနောက်ဘက်ကနေလက်တစ်ဖက်ကသူမကိုဖမ်းဆီးလိုက်ပါတယ်ကိတ်ဟာအလွယ်တကူအဖမ်းခံမဲ့တားကောင်မဟုတ်ပါဘူးသူမဟာတထောင်စင်းနဲ့နောက်ပြန်တိုးထုတ်ပြီးရုံးထွက်ကရှေ့ကားစီကိုအမြန်ဆုံးပြေးသွားခဲ့ပါတယ်ဒါပေမဲ့ကြက်ကြံခဲ့တဲ့နေရာမှာကြသူကြော်သူကလှေကားထိပ်မှာသူမရဲ့ငါးကန်ကိုမှောက်လန့်ပစ်လိုက်ပြီးသားဖြစ်ပါတယ်သူမဟာခြေချော်ပြီးဟန်ကွဲစာတွေနဲ့ရေတွေကြားထဲကိုပြုတ်ကျကအောက်ထပ်ကိုလိမ့်ဆင်းသွားခဲ့ပါတယ်အမျိုးသားတစ်ယောက်ကတနက်ကိုမြှောက်ထားရင်သူမရဲ့နောက်ကိုဆင်းလာခဲ့ပြီးနောက်ကဘာကြီးဟာမောင်မောင်မဲမဲဖြစ်သွားပါတော့တယ်ရှင်ကျမစီကဘာလို့ချင်တာလဲအရာအလုံးပဲနောက်တနေ့မနက်မှာတော့ LS ဟာနေအိုမီရဲ့အဆောင်ခန်းစီကိုတွားရောက်ခဲ့ပါတယ်။သူမရဲ့တပ်ပုံတွေကိုပုံပြပေါ်မှာချိတ်ဆွဲထားတာကိုတွေ့ရပါတယ်။စပွဲပေါ်မှာတော့ဖွင့်ထားတဲ့ဂီတစာအုပ်တအုပ်ရှိနေပါတယ်။သူဟာအပြင်ဘက်ကဘတ်စကတ်ဘောကွင်းစီကိုရှောက်လန်းသွားခဲ့ပြီးနေအိုမီရဲ့ရေးစားဖြစ်သူဆက်တဆင်မြူရယ်လို့အမည်ရတဲ့လူငယ်လေးကိုစောင့်ကြည့်ကသူ့ရဲ့အဆောင်ခန်းကြည့်နောက်ကနေလိုက်သွားခဲ့ပါတယ်။ဆက်တဟာစစ်စေးမင်းမြန်းချင်းခံရလုံးလို့အလွန်ပင်ပန်းနွမ်းနေခဲ့တာပါ။ဒါပေမဲ့ LS ကနေအိုမီရဲ့ဗီယိုလင်အကြောင်းကိုနူးညံ့တဲ့လေတံနဲ့မေးမြန်းတဲ့အခါမှာတော့အဲ့ဒီလူငယ်လေးကရင်ပဲမရှိမှမသိရှိကြောင်းပြောပြခဲ့ပါတယ်။ရဲတွေမှာဘာကြံညာမှမရှိကြဘူးမဟုတ်လားဘာမှမသိကြပါဘူး။ကိတ်ဟာစီးဝါးရဲ့အာနိတင်ကြောင့်ခန္ဓာကိုယ်လေးလံလေးရဲ့ကြောက်နေရမြေအောက်ခန်းတစ်ခုထဲမှာနိုးလာခဲ့ပါတယ်။မျက်နှာဖုံးဆွတ်ထားတဲ့အမျိုးသားတစ်ယောက်တကားဝမှာမတ်တက်ရက်နေတာကိုတွေ့ရပါတယ်။သူကိုယ်သူကာဆာနိုဗာလို့ခေါ်ဆိုပါတယ်။သူကသူမရဲ့ထက်မြက်မှုအင်အားနဲ့အလှပတွေကိုချီးကျူးစကားပြောဆိုခဲ့ပါတယ်။သူမအနေနဲ့အချစ်ဆိုတာဘာလဲဆိုတာကိုလေ့လာဖို့ဒီနေရာကိုရောက်ရှိနေတာဖြစ်ကြောင်းပြောပြပါတယ်။ပြီးတော့ဒီနေရာမှာစီကန်းချက်တွေရှိတယ်လို့ဆိုပါတယ်။အကယ်၍စီကန်းကိုလိုက်နိုင်ရင်အသက်ရှင်တန်ခွင့်ရမှာဖြစ်ပြီးစီကန်းဖောက်ဖျက်ရင်တော့တောအုပ်ထဲကတခြားသူတွေနဲ့အတူပူးပေါင်းရလိမ့်မယ်လို့ပြောပြခဲ့ပါတယ်။ဒါကမနာကျင်ပါဘူးမဟုတ်လားခင်ဗျားဟာကာဆာနိုဗာနဲ့အတူရှိနေတာပါသူမရဲ့အချင်းကန်းအပြင်ဘက်တနေရာမှာတော့ကိတ်ရဲ့ကိုလာရိုက်တဲ့ပုံတစ်ပုံကိုရိုက်ကူးခဲ့ပါတယ်ဝေးကွာလာတဲ့နေရာတစ်ခုမှာတော့အခြားမျက်လုံးတစ်စုံကအဲ့ဒီပုံကိုတိတ်တဆိတ်ဖွင့်ကြည့်ပြီးပြုံးနေခဲ့ပါတယ်အဲ့ဒီညသူ့ရဲ့ဟိုတယ်မှာတော့ LS ရဲ့တကားအောက်ကနေဓာတ်ပုံတစ်ပုံရှုံးဝင်လာခဲ့ပါတယ်အဲ့ဒါကအမျိုးသမီးတစ်ယောက်ရဲ့ဓာတ်ပုံဖြစ်ပြီးအနောက်ဘက်မှာကာဆာနိုဗာရဲ့လက်မှတ်ရေးထိုးထားတဲ့စာတိုတစ်စောင်ပါရှိပါတယ် LS ဟာသူ့ရဲ့လက်နက်ကိုအသင့်ပြင်ပြီးစင်ကြံလန်းထဲကိုဝုန်းကနေထွက်လာခဲ့ပြီးမြဲစင်ကြံလန်းတစ်ခုလုံးဗလာဖြစ်နေခဲ့ပါတယ်လူသက်သမားဟာစောင့်ကြည့်နေတာဖြစ်ပြီးအနီးနားမှာရှိနေတာပါနောက်တနေ့မှာတော့ LS ဟာတက္ကသိုလ်ကနာမည်ဆိုးနဲ့ကြော်ကြားတဲ့ပါမောက္ခဒေါက်တာဝီလီယံဆော့သို့မဟုတ်ဝစ်ကိုလိုက်လံရှာဖွေခဲ့ပါတယ်တက္ကသိုလ်ရေကူးကန်ရဲ့အလယ်မှာရေကူးနေစဉ်အတွင်းသူ့ကိုရှာဖွေတွေ့ရှိခဲ့တာပါအဝတ်လဲခန်းထဲမှာတော့ဝစ်ဟာရှောင်းလွဲပြောဆိုနေပေမဲ့ပူပေါင်းဆောင်ရွက်ခဲ့ပြီးနေအိုမီကိုစာပြပေးခဲ့ဘူးကြောင်းဝန်ခံခဲ့ပေမဲ့အဲ့ဒီထက်ပိုတဲ့ပတ်သက်မှုမျိုးကိုတော့ညှင်းဆိုခဲ့ပါတယ် LS ကတော့မယုံကြည်ခဲ့ပါဘူးထိုမျိုးသားစီမှာမယိုးသားတဲ့အရာတစ်ခုခုရှိနေပေမဲ့မယိုးသားတိုင်းလက်ပြမှုကျူးလွန်ထားတယ်လို့မဆိုလို့နိုင်ပါဘူးဒါခင်ဗျားဟာပါမြေအောက်ခန်းထဲမှာတော့ကိတ်ဟာသူမရဲ့လောက်အိမ်ကိုစတင်ဆန်းသက်ပါတော့တယ်သူမဟာလမ်းလျှောက်တယ်လေ့ကျင့်ခန်းလုပ်တယ်နားဆွင့်ပါတယ်ကူညီကြပါဦးလို့သူမစတင်အော်ဟစ်တဲ့အခါကြောက်နေရန်တွေရဲ့တစ်ဖက်ကနေအခြားအတန်တစ်ခုကတိုးတိုးလေးနဲ့ရက်လိုက်ဖို့ပြောဆိုခဲ့ပါတယ်ဆက်ပြီးအော်နေရင်သူတက်ပစ်လိမ့်မယ်လို့ဆိုပါတယ်မှောင်မိုက်နေတဲ့အမှောင်ထဲကနေဖမ်းဆီးခံထားရတဲ့အမျိုးသမီးတွေဟာတယောက်ပြီးတယောက်သူတို့ရဲ့နာမည်တွေကိုသူမစီကိုတိုးတိုးလေးပြောပြခဲ့ကြပါတယ်သူတို့တွေကတင်းငယ်တဲ့အတန်လေးတစ်ခုကကျမနာမည်ကတော့ Naomi Cross ပါလို့ပြောဆိုခဲ့ပါတယ်ကျမဒီမှာရှိနေပါတယ်ကျမနာမည်က Naomi Cross ပါကိတ်ဟာအစီအစဉ်စတင်ဆွဲပါတော့တဲ့ကာဆာနိုဗာယူဆောင်လာပြီးတဲ့အစားအစာတွေထဲမှာစီးဝါးတွေပါဝင်နေရမယ်ဆိုတာကိုသိရှိထားတဲ့အတွက်သူမကိုသူမအတင်းကျပ်စားတောက်ခဲ့ပါတယ်သူကနောက်ထပ်ဆေးတစ်ခါထိုးနှံပေးဖို့လာရောက်တဲ့အခါမှာတော့သူမအန်ထုတ်ပစ်လိုက်ပါတယ်သူကစီကံဖောက်ဖျက်မှုအတွက်ပြစ်ဒဏ်ပေးခြင်းဖြစ်တယ်လို့ဆိုကသူမကိုစူပူချင်းမောင်းခဲ့ပါတယ်သူကဆေးထိုးအပ်နဲ့သူမရဲ့လက်မောင်းကိုလှမ်းကင်လိုက်တဲ့အချိန်မှာတော့ကိတ်ဟာအင်အားပြည့်နဲ့တုတ်ပြန်ပါတော့တယ်သူမကသူ့ကိုပြင်းထန်စွာကန်ကြောက်လိုက်ပြမြေပြင်ပေါ်လဲကျသွားစီကထွက်ပြေးခဲ့ပါတယ်သူမဟာမြေအောက်စခန်းကနေတောအုပ်ထဲကိုရုံထွက်ခဲ့ပြီးအနောက်ကနေကာဆာနိုဗာကသူမရဲ့နာမည်ကိုအော်ဟစ်နေစဉ်အတွင်းတစ်ပင်တွေကြားထဲမှာမျက်စိမိတ်ပြီးအပြင်းထန်ပြေးလွတ်ခဲ့ပါတယ်သူမဟာကမ်းမရံတစ်ခုရဲ့အဆက်ကိုရောက်ရှိသွားခဲ့ပါတယ်အောက်ခြေမှာတော့ကြောက်ဆောင်တွေကြားထဲစီးဆင်းနေတဲ့မြစ်တစင်းရှိနေပါတယ်အနောက်ဘက်မှာတော့မျက်နှာဖုံးဆွတ်ထားတဲ့အမျိုးသားကနီးကပ်လာခဲ့ပါပြီးအခြားရွေးချယ်စရာမရှိတော့တဲ့အတွက်ကိတ်ဟာခုန်ချလိုက်ပါတော့တယ်နာရီနဲ့ငယ်ကြပြီးနောက်တန်ဃာတွေဟာဒဏ်ရာတွေနဲ့တတိတဝက်ရနေတဲ့အမျိုးသမီးကိုမြစ်ထဲကနေဆွဲတင်ခဲ့ကြပါတယ်ဆေးရုံမှာတော့ဆရာဝန်လူအာကိုက LS နဲ့တခြားသူတွေကိုကိတ်ဟာစိတ်တန်ရာအပြင်းထန်ရရှိထားတဲ့အတွက်စစ်ဆေးမြင်မြန်ချင်းမပြုနိုင်သေးကြောင်းပြောကြားခဲ့ပါတယ် LS ကတော့အတနာခံခဲ့ပါတယ်ဒါဟာကိုကြီးကိုယ်တာကိစ္စဖြစ်ပြီးအောက်ခြေမှာပိတ်လောင်ခံထားရဆဲအမျိုးသမီးတွေထဲမှာသူ့ရဲ့တူမလည်းပါဝင်နေလို့ပါလို့ပြောပြခဲ့ပါတယ်အခန်းထဲမှာတော့ကိတ်ဟာဘာမှတုံ့ပြန်မှုမရှိဘဲခန္ဓာကိုယ်ကဆရာဝန်တွေခွဲခြားမသိနိုင်တဲ့အရာတစ်ခုခုကိုခုခံတိုက်ခိုက်နေရတာပါ LS ဟာတာမန်စစ်ဆေးမှုတွေမှာမပေါ်နိုင်တဲ့တတ်မှတ်ထားတဲ့ဘန်ဆိုဒီယာစပင်အမျိုးအစားရဲ့လက္ခဏာတွေကိုကိုယ်တိုင်ခွဲခြားသိမြင်ပြီးအချက်လက်တွေကိုစူးစီးလိုက်ပါတယ်သူကလူအားကိုဘာစီဝါပေးရမလဲဆိုတာပြောပြခဲ့ပြီးနောက်တနေ့မနက်မှာတော့ကိတ်နိုးလာခဲ့ပါတယ်သူမှမှတ်မိသမျှအရာတွေကို LS ကိုပြောပြခဲ့ပါတယ်အတန်တွေကြောက်နေရန်တွေနဲ့နာမည်တွေအကြောင်းပါပဲနေအိုမီအသက်ရှင်လျက်ရှိနေပါသေးတယ်ခင်ဗျားပြန်လဲနိုးထလာတာဝမ်းသာပါတယ်ကျမရဲ့သူမကြောင့်ဒီနေရာကိုရောက်နေတာပါသူမနာမည်က Naomi Cross ပါကျမသူမနဲ့စကားပြောခဲ့ပါတယ်ကျမသူမနဲ့စကားပြောခဲ့တာပါကျေးဇူးတင်ပါတယ်ဒါရန်ရဲတက်ခွက်ကသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီးမျက်နှာပေါ်မှာဒဏ်ရာတွေရှိနေစေဖြစ်တဲ့ကိတ်ဟာမိုက်ခရိုဖုန်းရှိကိုတက်လန်းလာခဲ့ပါတယ်။သူမကပြည်သူတွေကိုကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက်သူမရဲ့စကားလုံးတွေကိုစောင့်ကြည့်နေမဲ့ထိုမျိုးသားစီကိုတိုက်ရိုက်ဥတီပြောဆိုခဲ့ပါတယ်။အကယ်၍စီကံဖောက်ဖျက်မှုအတွက်တစုံတစ်ယောက်ကိုအပြစ်တင်ခြင်းနဲ့ဆိုရင်တခြားသူတွေကိုမဟုတ်ပဲသူမကိုသာအပြစ်တင်ဖို့ပြောကြားခဲ့ပါတယ်။အမောင်တူတွေကတနေရာမှာတော့လူသက်သမားဟာစကားလုံးတိုင်းကိုကြားသိနေခဲ့ပါတယ်။ကျမရှိရဲ့စီကံတွေကိုချိုးဖောက်ခဲ့တာကျမတယောက်တည်းပါတခြားမျိုးသမီးတွေဘာမှမကူညီခဲ့ဘူးဒါကြောင့်အပြစ်တင်မဲ့သူကိုရှာနေတာဆိုရင်ကျမကိုပဲအပြစ်တင်လိုက်ပါLS ဟာသူမကိုညင်သာစွာစိတ်ညှို့ပေးခဲ့ပြီးထွက်ပြေးလွတ်မြောက်လာခဲ့ပုံကိုတဆင့်ချင်းစီပြန်လည်ပြောပြဖို့တောင်းဆိုခဲ့ပါတယ်။သူမကတစ်ပင်တွေခြုံပုတ်တွေနဲ့မြည့်ရဲ့အတန်တွေကိုဖော်ပြခဲ့ပါတယ်။တိကျတဲ့ဒီနေရာကိုမခွဲခြားနိုင်သေးပေမဲ့ဒါဟာအစပြုံးမှုတစ်ခုပါပဲ။တစ်ချိန်တည်းမှာပဲမြေအောက်စခန်းရဲ့အနက်ရှိုင်းဆုံးနေရာမှာတော့နေအိုမီဟာကာဆာနိုဗာနဲ့တခြားဖန်ဆီးခံထားရသူတွေနဲ့အတူထူဆန်ပြီးစီစနစ်ကြလာတဲ့ညစာစားပွဲတစ်ခုအတွင်းဗီယိုလင်တီးခတ်နေခဲ့ရပါတယ်။ဒါဟာယဉ်ကျေးမှုအပေါ်ပြောင်းအောင်ထားတဲ့
အယုတ်ဆိုးလာတဲ့ပုံစံတူတစ်ခုပါပဲ LS ဟာအိမ်မွေးချဆေးတွေအကြောင်းကိုလိုက်လံစုံစမ်းခဲ့ပါတယ် Los Angeles မြို့ကနှင်းထုတ်ခြင်းခံထားရတဲ့ plastic ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာတာမန်ခွဲစိတ်မှုတွေအတွက်လိုအပ်တာထက်အများကြီးပုံမှုများပြတဲ့အဲ့ဒီဆေးဝါးအမြောက်များကိုမှာယူနေခဲ့ကြောင်းသူရှာဖွေတွေ့ရှိခဲ့ပါတယ်ထိုဆရာဝန်ရဲ့နာမည်ကတော့ Will Rudolph ဖြစ်ပါတယ် LS ဟာအဲ့ဒီတဲလွန်ဆက်ကိုကိန်းနဲ့ဆက်တို့ကိုမျှဝေခဲ့ပေမဲ့ရဲတပ်ဖွဲ့ကတော့အကြောင်းမကြားသေးဖို့ဆုံးဖြတ်ခဲ့ပါတယ်အကယ်၍ Will Rudolphကိုစောစီးစွာဖမ်းဆီးလိုက်ရင်သူ့ဝတ်ထားတဲ့အမျိုးသမီးတွေကိုဘယ်တော့မှရှာမတွေ့နိုင်တော့မှဖြစ်တဲ့အတွက် LS ဟာ Los Angeles ကိုတယောက်တည်းပြန်တန်းသွားခဲ့ပြီးကူညီဖို့အတွက် Johnson ကအသင့်ဆောင်ဆိုင်နေခဲ့ပါတယ်တတိထားပါ Will Rudolph ဟာပြတင်းပေါက်ကနေအခုလေးတင်ဖျက်လျှောက်သွားခဲ့ပါတယ်အချက်လက်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်တရားခံလှုပ်ရှားနေပါပြီသူတို့နှစ်ယောက်ဟာအထီးကျန်လာတဲ့တော်တွင်းအိမ်ကလေးတစ်လုံးစီမောင်းနှင်သွားတဲ့ Will Rudolph ရဲ့နောက်ကနေအတူတူလိုက်လံစောင့်ကြည့်ခဲ့ကြပါတယ်တစ်ပင်တွေကြားထဲကနေသူကားရက်ပြီးအိမ်ထဲဝင်သွားတာကိုစောင့်ကြည့်ခဲ့ကြပြီးနောက်မမြင်ရတဲ့သူတဦးကိုအော်ဟစ်ဆဲဆိုဂျိမ်းမောင်းနေတဲ့အတန်ကိုကြားလိုက်ရပါတယ်သူအိမ်ထဲကပြန်ထွက်လာတဲ့အခါသူ့ရဲ့ကားနောက်ဖုံးကိုပလတ်စတစ်အကာအကွယ်တွေနဲ့ခင်းကျင်းလိုက်ပါတယ်အဲ့ဒီညမှာတော့သူဟာအနောက်ဘက်ကမ်းခြေမှာအမျိုးသမီးအများပြားပျောက်ဆုံးမှုနဲ့ဆက်ဆက်နေတဲ့ night club တစ်ခုစီဦးတည်သွားအားခဲ့ပါတယ် LS နဲ့ Johnson တို့ကအနောက်ကနေလိုက်ဝင်သွားခဲ့ကြပါတယ်အတူတူလိုက်ပါလာဖို့ဆွတ်တောင်းဆိုခဲ့တဲ့ကိတ်ဟာနောက်ဆုံးမှာတော့ Johnson ရဲ့အဖွဲ့ပေါ်ကိုပြောဆိုပြီးအထဲကိုဝင်ခွင့်ရခဲ့ပါတယ်လူအုပ်ကြီးကြားထဲကနေကိတ်ဟာ Will Rudolph ကိုမျက်ခြေမပြတ်စောင့်ကြည့်ခဲ့ပြီးအမျိုးသမီးငယ်တယောက်အနာတူးကတ်သွားတာကိုမြင်လိုက်ရပါတယ်သူမဝေခွဲမနေခဲ့ပါဘူးသူမက LS ကိုအဲ့ဒါသူပဲအဲ့ဒါကာဆာနိုဘာပဲလို့ပြောပြခဲ့ပါတယ်ကျွန်တော်ဒီလူကိုအကောင့်တိုင်းလိုချင်တာတတိထားပါဒါပေမဲ့အဖွဲ့သားတွေဟာအချက်တစ်ခုကိုမှားယွင်းခဲ့ကြပါတယ်သူတို့တော်တွင်အိမ်နာကိုချင်းကပ်သွားပြီးအထက်ကအမျိုးသမီးတစ်ယောက်ရဲ့အော်ဟစ်တန်ကိုကြားလိုက်ရတဲ့အခါတကားကိုဝုန်းကနေဖွင့်ဝင်ခဲ့ကြပေမဲ့ချီနှောင်ချင်းခံထားရပြီးထိတ်လန့်နေတဲ့တားကောင်တစ်ယောက်ကိုသာတွေ့ရှိခဲ့ရပြီး Will Rudolph ကတော့အနောက်တကားကနေထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်ဂျွန်ဆန်ဆင်ဟာသူ့ကိုတားဆီးဖို့ကြိုးစားရင်းတနက်ကြီးဆန်ထိမှန်သွားခဲ့ပါတယ်ကိတ်ဟာသူ့ရဲ့လမ်းကြောင်းပေါ်ကိုကားနဲ့ပိတ်ရက်လိုက်ပြီး LS ကလက်နက်ကိုအတင်းပြင်ကရက်တံဖို့အော်ဟစ်ခဲ့ပါတယ် Will Rudolph ကတော့ကားအင်ဂျင်ကိုအရှိန်မြင့်ပြီးရှေ့ကိုတိုးမောင်းခဲ့က LS ကိုမြေပြင်ပေါ်လဲကျသွားစေပြီးနောက်အမောင်တူတွေကိုပြက်ကွယ်သွားပါတော့တဲ့စုံစမ်းစစ်ဆေးသူတွေဟာသူတို့ဟာဒီထက်ပိုမိုကြီးမားတဲ့အရာတစ်ခုကိုကြုံတွေ့လိုက်ရပြီဆိုတာကိုစူးစီးမိသွားကြပါတယ်ဒုတိယမြောက်လူသက်သမားတစ်ယောက်ဟာအဲ့ဒီအိမ်ကနေလှုပ်ရှားနေခဲ့တာဖြစ်ပြီး Federal စုံစမ်းစစ်ဆေးရေးဗျူရိုကရင်းကိုတက်ရက်တော့ဧည့်သည်လို့အမည်ရတဲ့နာမည်နဲ့လိုက်လံစုံစမ်းနေခဲ့တာဖြစ်ပါတယ်အိမ်ထဲမှာဒါတော့သူတို့ဟာတားကောင်တွေရဲ့ဖျက်တောက်ထားတဲ့ခြေထောက်တွေကိုထည့်သွင်းထားတဲ့ရေခဲတစ်တာတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ LS ဟာမိစ္ဆာနှစ်ယောက်ဟာပူးပေါင်းပြီးတယောက်နဲ့တယောက်ရဲ့လိုအင်ဆန္ဒတွေကိုဖြည့်ဆည်းပေးနေခဲ့ကြတာကိုသဘောပေါက်သွားခဲ့ပါတယ်။အဲဒီနောက်နေရန်ပေါ်ကတပ်ပုံတစ်ပုံကိုသူမြင်လိုက်ရတဲ့အခါထိုမျိုးသားကိုချက်ချင်းမှတ်မိသွားပါတယ်။အဲ့ဒါကတော့ဒေါက်တာဝစ်ဆတ်ပဲဖြစ်ပါတယ်။သူ့ရဲ့ညီသူမျိုးဝဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါပြီ။ခင်ဗျားသူ့ကိုသိတာလားအင်းပြီးတော့သူ့မှာချဒီထောက်နှစ်ဖက်စလုံးရှိနေသေးတယ်။ကိုင်ရဲဟာ LS တယောက်တည်းတည်တက်လှုပ်ရှားခဲ့မှုအပေါ်အရန်ဒေါသထွက်ပြီးပြင်းထန်စွာစူပူချိန်မောင်းခဲ့ပေမဲ့အမှုထဲမှာဆက်လက်ပါဝင်ခွင့်ပြုဖို့သဘောတူခဲ့ပါတယ်။ဝစ်ကီရဲ့အိမ်ကိုဝင်ရောက်စီးနင်းတဲ့အခါလက်ထိပ်တွေတပ်ပုံတွေနဲ့အမတ်တရားပစ္စည်းတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဝစ်ကိုဖမ်းဆီးလိုက်ပါတယ်။ LS ဟာစစ်ဆေးမင်းမြန်ခန်းထဲကိုဝုန်းကနေဝင်ရောက်ပြီးသူ့ကိုရင်ဆိုင်ပါတော့တယ်။ဝစ်ဟာအရာအလုံးကိုညှင်းဆိုခဲ့ပြီးနောက်နေအိုမီအပါဝင်သူ့ရဲ့ចောင်းသူအချို့နဲ့အတူတူအိတ်ခဲ့မှုကြောင့်ဝန်ခံခဲ့ပြီးအချိန်တိုင်းမှာနှစ်ဦးသဘောတူဖြစ်ခဲ့တာပါလို့ဆိုပါတယ်။သူကနေအိုမီရဲ့အကြောင်းကိုအသေးစိတ်စတင်ဖော်ပြခဲ့ပြီး LS ရဲ့တုံ့ပြန်မှုကိုကြည့်ပြီးသဘောကျနေခဲ့တဲ့အတွက် LS စိတ်မထိန်နိုင်တော့ပဲသူ့စီကိုပြေးဝင်တိုက်ခိုက်ပါတော့တယ်။တခြားစုံထောက်တွေကသူ့ကိုဆွဲထုတ်ခဲ့ကြပါတယ်။အားလုံးအဆင်ပြေပါတယ်။အားလုံးအဆင်ပြေသွားပါပြီ။မင်းကတပ်ပုံတွေကအတိုင်းလှပနေတော့ပဲဒါပေမဲ့မင်းအခုဒီနေရာကိုရောက်နေပြီ။ဒါပေမဲ့အချက်လက်တစ်ခုကပုံမှန်မဟုတ်တယ်လို့ဖြစ်နေပါတယ်။ LS ဟာကိန်းနဲ့အတူထိုင်ပြီးတက်တည်အထောက်ထားတွေကိုပြန်လည်သုံးသပ်ခဲ့ပါတယ်။တော်တွင်အိမ်ကတပ်ပုံနဲ့ Wit စီကိုဓာတ်ရိုက်ဦးတည်နေတဲ့တဲလွန်စတွေဟာတိတ်ပြီးတော့တန်ရှင်းလုံးနေပါတယ်။ Wit ဟာကာဆာနိုဝါမဟုတ်ပါဘူး။သူဟာရုံမာတဲ့သူတစ်ယောက်ဖြစ်တာမှန်ပေမဲ့အကွက်စင်ချင်းခံလိုက်ရတာပါ။တကယ်လူသက်သမားစစ်စစ်ကသူတို့ကိုလမ်းလွဲသွားအောင်အဲ့ဒီတပ်ပုံကိုတမင်တက်တက်ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ကိတ်ကနောက်ထပ်မှတ်ညံတစ်ခုကိုပြောပြခဲ့ပါတယ်။သူမဖန်ဆီးခံထားရစဉ်အတွင်းမြည့်ရဲ့အတန်ကိုကြားခဲ့ရတာပါသူမမြေအောက်ခန်းတစ်ခုထဲမှာရှိနေခဲ့တယ်လို့ယူဆပြီးအဲ့ဒီနေရာမှာတကားတွေရှိနေခဲ့ပါတယ်အဖွဲ့သားတွေကစပွဲပေါ်မှာမြေပုံတွေကိုဖြန့်ခင်းလိုက်ပြီးတတ်မှတ်ထားတဲ့အကွာအဝေးအတွင်းမြင့်နဲ့နီးကပ်တဲ့တောအုပ်ထဲကအိမ်တစ်လုံးကိုလိုက်လံရှာဖွေကြပါတော့တယ်မြေအောက်စခန်းရဲ့အောက်ခြေမှာတော့အခြေအနေတွေဟာပြပြလာနေခဲ့ပါပြီဝီလူဒေါ့ဖ်ဟာအနောက်ကကမ်းခြေကနေထွက်ပြေးလာခဲ့ပြီးသူ့ရဲ့အပေါင်းဖော်နဲ့အတူပုံကွယ်ဖို့ရောက်ရှိလာခဲ့တာပါထိုအမျိုးသားနှစ်ယောက်အငင်းပွားကြပါတယ်ကာဆာနိုဗာဟာဝီလူဒေါ့ဖ်ရဲ့ပေါ်စားတဲ့လုပ်ရက်တွေကြောင့်ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရိုကသူတို့စီကိုတိုက်ရိုက်ရောက်ရှိလာလူမျိုးပါဖြစ်ခဲ့ရတဲ့အတွက်အရန်ကိုဒေါသထွက်နေခဲ့တာပါဘယ်သူမှငါနောက်ကိုမလိုက်ခဲ့ပါဘူးတေချာတာပေါ့မလိုက်လို့ပဲသူတို့ငါ့ကိုရှာတွေ့တော့မလို့ဖြစ်ခဲ့ဒါပေါ်မင်းဒီမှာရှိနေရင်ငါလည်းဒီမှာရှိနေတာပဲငါမင်းကိုအချက်တစ်ခုပြောပြမယ်ငါတငယ်ချင်းငါကမင်းရဲ့ဆရာသမားပဲဝီလူဒေါ့ဟာနေအိုမီဘက်ကိုလှပြီးသူမကိုတိခတ်ဖို့အမိန့်ပေးခဲ့ပေမဲ့ကာဆာနိုဗာကသူမဟာသူ့အတွက်ပဲတိခတ်ရမှာဖြစ်ကြောင်းဒေါသတကြီးပြောဆိုခဲ့ပါတယ်ဝီလူဒေါ့ကနေအိုမီကိုလောင်ပြောင်တဲ့ပုံစံနဲ့လှမ်းကင်လိုက်တဲ့အချိန်မှာတော့ကာဆာနိုဗာကတနက်နဲ့တိခတ်လိုက်ပြီးသူ့အပေါင်းဖော်ရဲ့လက်မောင်းကိုကြီးစံထိမှန်သွားစေခဲ့ပါတယ်တောအုပ်ထဲမှာတဲလွန်စတစ်ခုကိုလိုက်ရှာနေတဲ့ LS ဟာတနက်တန်ကိုကြားလိုက်ရပါတယ်သူဟာအတန်လာယာစီကိုဦးတီရွှေ့ပြောင်းခဲ့ပြီးမြေအောက်စခန်းရဲ့အဝင်ဝကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဝီလူဒေါ့ဟာဒဏ်ရာတွေတွေးတွေနဲ့အတူသူ့ရဲ့ဘေးကနေရိမ့်ရိုင်ပြီးထွက်ပြေးလာခဲ့တဲ့အတွက် LS ကအနောက်ကနေလိုက်လံဖမ်းဆီးခဲ့ပါတယ်ထိုမျိုးသားနှစ်ယောက်ဟာတစ်ပင်တွေကြားထဲမှာတနက်ချင်းအပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက်ဆုံးမှာတော့ LS ကဝီလူဒေါ့ကိုအပြစ်ရှင်းလိုက်ပါတော့တယ်တရွက်6တွေပေါ်မှာတေလူမြတော့ဘာဖြစ်နေတဲ့ဝီလူဒေါ့ဟာသူ့ကိုမော့ကြည့်ပြီးသူတို့ဘယ်တော့မှသူ့ရဲ့တငယ်ချင်းကိုဖမ်းမိမှာမဟုတ်ကြောင်းနဲ့သူကအရန်ကိုတော်လွန်းတယ်လို့တိုးတိုးလေးပြောဆိုခဲ့ပြီးနောက်အသက်ပြောက်သွားခဲ့ပါတယ်ဝီလီယံကကိုသူ့နာမည်ပြောစမ်းသူကအရန်တော်လွန်းတယ်မင်းတို့ဖမ်းမိမှာမဟုတ်ဘူး
ရဲတပ်ဖွဲ့ဝင်တွေဟာမြေအောက်စခန်းထဲကိုဝင်ရောက်စီးနင်းခဲ့ကြပြီးဖမ်းဆီးခံထားရတဲ့အမျိုးသမီးတွေကိုအမောင်တူတဲကနေကဲထုတ်ခဲ့ကြပါတယ်။နေအိုမီအသက်ရှင်လျက်ရှိနေပါတယ်။စစ်တပ်ဟာဆေးရုံကတင်ပေးမှာသူမကိုလာရောက်တွေ့ဆုံခဲ့ပြီး LS ဝင်လာတဲ့အချိန်မှာတော့ဗီယိုလင်တစ်ဆက်တလုံးကိုသူမရဲ့ကတင်ပေးမှာချထားပေးခဲ့ပါတယ်။အိမ်မက်ဆူကြီးပြီးဆုံးသွားခဲ့ပါပြီ။သူမဟုတ်အဲ့ဒီလိုပဲထင်ရပါတယ်။ LS ဆေးရုံကနေထွက်ခွာလာတဲ့အချိန်မှာကိတ်ကသူ့နောက်ကိုလိုက်လာခဲ့ပြီးအဲ့ဒီညနေခင်းမှာညစာတူစားဖို့ဖိတ်ခေါ်ခဲ့ပါတယ်သူပြုံးပြီးသဘောတူခဲ့ပါတယ်ဒါပေမဲ့အိမ်ပြန်လမ်းမှာတော့သူ့ရဲ့စိတ်ထဲမှာကာဆာနိုဗာရဲ့စာတို့နဲ့အဲ့ဒီစာသားတွေရဲ့လက်ရေးပုံစံစီကိုပြန်လည်ရောက်ရှိသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့သူရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်စာလုံးအချို့ရဲ့စောင်းနေတဲ့ပုံစံနဲ့ဝိုင်းနေတဲ့အကွေးကောက်တွေအဲ့ဒီလက်ရေးကိုသူအရင်ကမြင်မှုခဲ့ပါတယ်ရဲဆောင်ထောက်တယောက်ရဲ့အစီရင်ခံစာပေါ်ကလက်မှတ်တစ်ခုအဲ့ဒါကတော့စုံထောက်နစ် Reskin ရဲ့လက်မှတ်ပဲဖြစ်ပါတယ်ကောက်ကြည့်လိုက်တာမြို့ရဲ့တစ်ဖက်ချမ်းမှာတော့ Nick ဟာကိတ်ရဲ့အိမ်တကားဝကိုရောက်ရှိနေပြီဖြစ်ပါတယ်။ပြုံးရွှင်တဲ့မျက်နှာထားနဲ့အတူလက်ထဲမှာဝိုင်းပလင်းတစ်လုံးကိုကင်ဆောင်ထားပါတယ်။ဘာမှမရိပ်မိသေးတဲ့ကိတ်ဟာသူ့ကိုအိမ်ထဲဝင်ခွင့်ပြုခဲ့ပါတယ်။အပြင်ဘက်ခြမ်းထဲမှာတော့ဘယ်သူမှမမြင်ကြရကနေ Nick ဟာ LS တူမကိုတတိမပေးနိုင်အောင်ဖုန်းလိုင်းကိုဖျက်တောက်လိုက်ပါတယ်။မိဖို့ချောင်းထဲမှာသူကတူမကိုဟင်းချက်ကူညီပေးနေရင်ဝိုင်းတွေလောင်းထည့်ပေးကမိကုန်းအချို့ကိုမေးမြန်းနေခဲ့ပါတယ်။အဲ့ဒီနောက်သူ့ရဲ့တာမန်မိကုန်းကဒီကနေပုံမကြီးမားတဲ့မိကုန်းတွေဖြစ်လာခဲ့ပါတယ်။သူကသူမမသိတဲ့အသေးစိတ်အချက်လက်တွေကိုပြောဆိုလာခဲ့ပါတယ်။ကာဆာနိုဗာတယောက်သာသိနိုင်မဲ့အသေးစိတ်အချက်လက်တွေပါပဲကိတ်ရဲ့သွေးတွေဟာရေခဲလိုအေးဆက်သွားခဲ့ပါတယ်။သူမကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ထိုမျိုးသားနဲ့အတူမျက်နှာချင်းဆိုင်တယောက်ထက်ရှိနေပြီဆိုတာကိုသူမသဘောပေါက်သွားခဲ့တာပါ။အဲ့ဒီလိုပဲတခြားလူတွေပါလဲ6လသို့မဟုတ်9လလောက်ကမင်းကထူးခြားတဲ့ကိတ်ဟုတ်တဲ့လပိုင်းလောက်ပဲငါမင်းအတွက်စနစ်တကျပြင်ဆင်ခဲ့တာသူတိုက်ခိုက်ပါတော့တယ်သူမမှာရှိသမျှစွမ်းအားလုံးနဲ့ပြန်လည်ခုခံခဲ့ပြီးလက်ဝဲသမားတယောက်ရဲ့ဗီဇအတိုင်းကန်ကြောက်ခဲ့ပါတယ်ထိတ်လန့်ကြောက်ရွံ့မှုတွေခန္ဓာကိုယ်ရဲ့စီးဆင်းနေပေမဲ့သူကသူမကိုအင်အားချင်းအသာစီးယူပြီးမြေပြင်ပေါ်လဲကျသွားစေခဲ့ပေမဲ့ကိတ်ကတော့အတိမခံခဲ့ပါဘူးသူမလေးလံတဲ့အိုးစင်ကိုလာလန်းယူပြီးသူ့ရဲ့မျက်နှာတက်တက်ကိုပြစ်ပေါက်လိုက်ပါတယ်သူရိုင်နဲ့သွားတဲ့အချိန်မှာတော့သူမကသူ့ရဲ့လက်ထိတ်ကိုပဲပြန်လည်ယူဆောင်ပြီးတန်မဏိမီးဖို့နဲ့တွဲလျက်လက်ထိတ်ကပ်ပိတ်လောင်လိုက်ပါတော့တယ်နစ်ခါဒေါသတကြီးနဲ့မိဖို့ကိုနေရန်ကနေဆွဲခွာပစ်လိုက်တဲ့အတွက် gas line ပေါက်ပြဲသွားခဲ့ပြီးမိဖို့ချောင်းတစ်ခုလုံး gas တွေပြည့်နေလာခဲ့ပါတယ်သူကအိတ်ကက်ထဲကနေမိချစ်ကိုလှမ်းထုတ်လိုက်ပါတယ်အဲ့လိုမလုံးနဲ့နစ်LS ဟာတနက်ကိုအသင့်ပြင်ပြီးတကားကိုဝုန်းကနေဖွင့်ဝင်လာခဲ့ကနစ်ကိုစကားပြောပြီးဖြောင်းဖြဖို့စူးစမ်းခဲ့တယ်လို့အခန်းတစ်ခုလုံးမိဟုံးဟုံးတောက်သွားမဲ့မိဘမထွက်ပေါ်လာအောင်တားဆီးဖို့စူးစမ်းခဲ့ပါတယ်နစ်ဟာပြုံးစီလို့ရင်နေအိုမီရဲ့အကြောင်းနဲ့သူမအပေါ်သူဘာတွေလုပ်ခဲ့လဲဆိုတာကိုပြောဆိုပြီး LS စိတ်အာရုံထိန်းချုပ်မှုကင်းမဲ့သွားအောင်ရန်စစိန်ခေါ်နေခဲ့ပါတယ် LS ကတုံ့လုံးခြင်းမရှိတဲ့အခါမှာတော့နစ်ဟာမိချစ်ကိုမြှောက်လိုက်ပါတယ် LS ဟာစကွဲပေါ်ကနို့ဘူးတပူးကိုလှမ်းယူပြီးမိဘမထွက်အောင်တနက်ပြောင်းဝကိုနိုဘူးနဲ့ဖိကက်ကပြစ်ခတ်လိုက်ပါတော့တယ်ကြည်စံကနစ်စီကိုရောက်ရှိသွားခဲ့ပါတယ်မိချစ်အောက်ကိုပြုတ်ကျသွားခဲ့ပြီးမိဖို့ချောင်းကတော့ပောက်ကွဲသွားခြင်းမရှိခဲ့ပါဘူးရုပ်ရှင်ဟာအဲ့ဒီနောက်မှာထွက်ပေါ်လာတဲ့တိတ်ဆိတ်မှုနဲ့အတူညီကုန်းချုပ်သွားခဲ့ပါတယ်ကိတ်ဟာဒူးနှစ်ဖက်ကိုပွေ့ဖက်ရင်းမြေပြင်ပေါ်မှာတုံရင်စွာထိုင်နေခဲ့ပါတယ် LS ဟာသူမရဲ့ရှေ့မှာဒူးထောက်ထိုင်လိုက်ပြီးသူမကိုသူ့ရဲ့ရင်ခွင်နဲ့ညင်သာစွာဆွဲဖက်ထားလိုက်ပါတယ်အောင်ပွဲခံတာမျိုးတချင်းတန်တွေထွက်ပေါ်လာတာမျိုးမရှိဘဲကက်စနန်တွေနဲ့ရန်ငွေတွေပြည့်နေစေဖြစ်တဲ့မိဖို့ချောင်းထဲမှာအသက်ရှင်ကျန်ရစ်သူနှစ်ယောက်ဟာတယောက်ကိုတယောက်ဖက်တွေထားကြတာပါပစ္စည်းစုဆောင်းသူကြီးတိတ်ဆုံးသွားခဲ့ပါပြီမိန်းကလေးတွေအိမ်ပြန်ရောက်ခဲ့ကြပါပြီအဲ့ဒီရှီလျားလာတဲ့ညံ့ပတ်မှုကြီးထဲမှာတော့သူတို့ရဲ့အသက်ရှူတန်တွေကိုနောက်ဆုံးမှကြားသိလိုက်ရပါတော့တယ်